မင်္ဂလေးဖြစ်သူဟာသူမရဲ့အဝတ်တွေကိုချွတ်ပြီးဖုံးကိုပတ်လိုက်ပါတယ်။ပြီးနောက်အဲ့ဒီဖုံးကိုဖက်နှက်ထဲချစ်ပြီးသူမရဲ့ဖခင်စီအကူအညီတောင်းတဲ့စာတို့ရောက်သွားနိုးနဲ့အောက်ကိုပေးချလိုက်ပါတယ်။မြတ်မြလာအဲ့ဒီဖက်နှက်လေးပြုတ်ကျသွားတာကိုမှန်ပြောင်းနဲ့ကြည်နေရင်ရင်တွေအယံခုန်နေခဲ့ပါတယ်။ဒါပေမဲ့ဖက်နှက်မြေကြီးပေါ်ကျသွားတဲ့အခါမှာတော့ဘသူမှသတိမထားမိခဲ့ပါဘူး။မင်္ဂလေးနှစ်ယောက်စလုံးစိတ်ပြတ်သွားကြပါတယ်။အဲ့ဒီအချိန်မှာပဲမြတ်မြကမှန်ပြောင်းတဲ့ကနေလူတစ်ယောက်ကိုမြင်လိုက်ပါတယ်။သူတို့နှစ်ယောက်အစွမ်းကုန်အော်ဟစ်ထကြပေမဲ့တာဝါတိုင်ကအယမ်းမြင်နေတာကြောင့်ထိုလူကမကြားနိုင်ခဲ့ပါဘူး။ဒါပေမဲ့သူ့ရဲ့ခွေးကတော့တခုခုကိုတတိထားမိပုံရပေမဲ့လူဖြစ်သူကခွေးကိုအမြန်ပြန်ခေါ်သွားခဲ့ပါတယ်။ထိုလူထွက်သွားကနီမှာလီဆာကနောက်ထပ်ဖက်နှက်တစ်ဖက်ကိုထွက်ပစ်ချလိုက်ပေမဲ့မအောင်မြင်ခဲ့ပြန်ပါဘူး။နောက်ဆုံးမှာတော့သူမရဲ့နောက်ဆုံးကြံတဲ့ဖက်နှက်ကိုပါပစ်ချလိုက်ပါတယ်။အဲ့ဒီဖက်နှက်ကတန်လေကားကိုထိမှန်သွားပြီးအတန်ကျဲကြီးထွက်လာပါတယ်။ထိုလူနဲ့သူ့ခွေးကသတိထားမိသွားပေမဲ့လူဖြစ်သူကဖက်နှက်ကိုကောက်ယူပြီးဒီအတိုင်းထွက်သွားခဲ့ပါတယ်။လီဆာကအချစ်ပြတ်မိနဲ့ပစ်ဖောက်ဖို့ကြိုးစားပေမဲ့ထိုလူကအယမ်းဝေးသွားပြီဖြစ်လို့မြတ်မြကတားလိုက်ပါတယ်။အဲ့ဒီနောက်မြတ်မြကအနီးနားမှာလူအချို့အကင်ကင်စားဖို့ပြင်ဆင်နေတဲ့ကားတစ်စီးကိုတွေ့လိုက်ပါတယ်။အချစ်ပြတ်မိကိုညဘက်မှာဖြစ်မှသာပိုပြီးထင်ထင်ရှားရှားမြင်ရမှာဖြစ်လို့ညအထိစောင့်ဖို့သူမကဆုံးဖြတ်လိုက်ပါတယ်။ညရောက်တဲ့အခါလီဆာကအချစ်ပြတ်မိကိုထပ်ဆန်းကြည့်ပေမဲ့အလုံးမထစ်ခဲ့ပါဘူး။ထိုလူကားထဲကိုဝင်ကာနီးမှာပဲလီဆာကနောက်ဆုံးတစ်ချိန်ထပ်ကြိုးစားလိုက်ပါတယ်။ဒီတစ်ခါမှာတော့လင်းထိန်နေတဲ့အလင်းတန်းကြီးကောင်းကင်ဘော်ကိုတက်သွားပြီးထိုလူလည်းမြင်သွားပါတယ်။မြတ်မြကသူတို့လွတ်ပြီးဆိုပြီးဝမ်းသာအားရနဲ့ဖုံးကိုဝှေ့ရမ်းပြခဲ့ပါတယ်။ဒါပေမဲ့အကူကြီးပေးမဲ့အစားထိုလူဟာသူတို့ရဲ့ကားကိုခိုးယူပြီးရိုင်းဆိုင်တဲ့အမူအရာပြကမောင်းထွက်သွားပါတော့တယ်။နောက်တစ်နေ့မှာတော့ဖုံးလိုင်းလည်းမမိသလိုဖုံးတွေကလည်းအလုပ်မလုပ်တော့ပါဘူး။မြတ်မြကအောက်မှာကြံခဲ့တဲ့အိတ်ကိုတွားယူမယ်လို့ပြောပါတယ်။လီဆာကအနှဲငယ်ကြောက်နေပေမဲ့သဘောတူလိုက်ပါတယ်။သူတို့ကြိုးတစ်ကြောင်းကိုချီပြီးမြတ်မြကအောက်ကိုစတင်ဆင်းသွားပေမဲ့အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ကံကောင်းထောက်မှစွာနဲ့သူမကရဲရင်ပြီးတောင်တက်ကျွမ်းကျင်သူဖြစ်တာကြောင့်အဆင်ပြေခဲ့ပါတယ်။သူမအိတ်ရှိတဲ့နေရာကိုရောက်သွားပေမဲ့အစပိုင်းမှာတော့လှမ်းနေလို့မရခဲ့ပါဘူး။မြတ်မြကကျိုးကိုလွှတ်လိုက်ပြီးလက်တစ်ဖက်နဲ့တွဲကတ်ကကြံလက်တစ်ဖက်နဲ့အိတ်ကိုလှမ်းယူပါတယ်။ဒါပေမဲ့အိတ်ကနည်းနည်းဝေးနေပါတယ်။သူမဟာအသစ်စွန့်ပြီးခုံလိုက်တဲ့အခါထောက်တိုင်တစ်ခုပေါ်ကိုကံကောင်းထောက်မှစွာနဲ့ဆင်းသက်နိုင်ခဲ့ပါတယ်။အိတ်ထဲကရေတံပိုးကိုသူမထောက်လိုက်တဲ့အခါလီဆာကတော့ဒါကိုကြည့်ပြီးမနာလိုဖြစ်နေပါတယ်။အခုအကြီးမားဆုံးပြဿနာကအပေါ်ကိုပြန်တက်ဖို့ပါ။ကျိုးကအယမ်းဝေးနေပါတယ်။မြတ်မြကဆယ်ဖီရိုက်တဲ့တုတ်ကိုတုံပြီးအိတ်ကိုကျိုးနဲ့ချိတ်ဖို့ကြိုးစားပါတယ်။သူမနောက်တစ်ချိန်ထက်ခုန်ပြီးအိတ်ကိုဖမ်းကင်ကအပေါ်ကိုစတင်တက်လာပါတယ်။သူတို့အပေါ်ကိုပြန်ရောက်ခါနီးမှာပဲနောက်ထပ်ကြီးမားတဲ့ပြဿနာတစ်ခုထပ်ပေါ်လာပါတော့တယ်